ဒီတစ်ခါအိုလွန်ရဲ့ smartwatch 5 မျိုးကို unboxing လုပ်ပြီးတော့ကိုလူတို့အတွက်ဘယ်တစ်ခုကအဆင်ပြေလဲဆိုတာကိုအချက်လက်နဲ့ရွေးချယ်ပေးသွားပါမယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတတ်တဲ့ဆိုရင် subscribe နဲ့ like ပေးသွားဖို့တောင်းဆိုပါရစေခင်ဗျာဒီဗီဒီယိုကိုကြည့်ရှုနေတဲ့အချိန်မှာအိုလွန် smartwatch company အကြောင်းကိုအရင်ဆုံးပြောပြသွားပါမယ်အိုလွန် smartwatch company က2018ခုနှစ်လောက်မှာ company setup လုပ်ခဲ့ပြီးတော့တရုတ်နိုင်ငံမှာ Orion Protection စနစ်နဲ့ design ပြုလုပ်ထားတဲ့ company ဖြစ်ပါတယ် TWS earbuds တွေနဲ့ smartwatch တွေကိုဈေးနှုန်းတင်းနဲ့ရောင်းချပေးတဲ့ company လို့လည်းပြောရမှာပါလေ့လာတွေ့ရှိချက်အရ Shenzhen Technology Company ရဲ့နည်းပညာကိုအခြေခံထားတာတွေ့ရပါတယ်ဒီကနေ့သုံးသပ်ပေးသွားမယ့်နိုင်တွေက2024ခုနှစ်ကထွက်ခဲ့တဲ့ Olong GT5 Pro နဲ့2025ခုနှစ်ထုတ် smartwatch 3 မျိုးဖြစ်တဲ့ Olong Prime 3, GTR3 နဲ့ GTS3 စုစုပေါင်း model 5 မျိုးဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကပုံမှန်ဆိုရင် smartwatch တွေကိုတိတ်ပက်လေပတ်ထားမရှိဘူးပေါ့နိုင်တစ်လုံးရဲ့ရှိတဲ့ရှိတိုက်တဲ့စိုးတွေ character တွေပျောက်နေတာစသဖြင့်ပေါ့လေဒါပေမဲ့ဒီကနေ့ပြပေးမဲ့ watch တွေကကျွန်တော်စိတ်ကိုလွှမ်းမိုးနိုင်တယ်လို့ပဲပြောရမလားပြောင်းလဲသွားစေခဲ့တယ်ပေါ့ဒါဆိုရင် Olong smartwatch 5 မျိုးရဲ့ specs တွေ battery life နဲ့ design အားသာချက်တွေကိုစလေ့လာကြည့်လိုက်ကြစို့အရင်ဦးဆုံးအနေနဲ့ GT5 Pro model မှာက 1.6 inches HDR display နဲ့ဥမာ366 pixel နဲ့လာမယ် display အနေနဲ့က Dolby Damage ခံနိုင်ရှိတဲ့ high strength panda glass ကိုအသုံးပြုပေးထားတယ်လို့ပြောတယ် IP67 ရေဆိုတန်ခံနိုင်ရှိတယ်ရေစိမ်စမ်းသပ်မှုပြုလုပ်တဲ့အခါမှာလည်းမိနစ်30အထိပုံမှန်အလုပ်လုပ်တာတွေ့ရတယ်မှန်ကန်မှုရှိတယ် GT5 Pro ရဲ့ metal body ကပြောထားသလိုမျိုး titanium အလွိုင်းနဲ့မဟုတ်ဘဲနဲ့သူ့ရဲ့ body က334 stainless steel ကိုမှ zinc အလွိုင်း titanium coating နဲ့တွဲဖက်ပေးထားတယ်သူ့ရဲ့အယောင်က2မျိုးလာတယ်ဒါက leather နဲ့ဥမာ bezel အဖြူရောင်ဒါက leather အမဲနဲ့ဥမာ bezel ဖြူရောင်နှစ်ခုလုံးကတော်တော်လေးလာတယ်ဗျ GT5 Pro မှာက traditional watch နဲ့ smartwatch ရဲ့ဂျားတွေက balance ဖြစ်နေတဲ့ခံစားမှုမျိုးကိုရတယ်သူ့မှာဆိုရင် strap နှစ်ချောင်းပါတယ်တစ်ချောင်းက silicone strap နောက်တစ်ခုက leather strap နဲ့လာတာသုံးပေးထားတဲ့ material leather ကြိုးဒီဇိုင်းနဲ့သူ့ရဲ့ finishing set တက်လုပ်ပေးထားတာကတော်တော်လေးသားနာတည်တတ်တယ် luxury vibe ကိုရတယ်ပေါ့ဗျာဝေးရတာလည်းတက်တောင့်တက်တာရှိတယ် unisex ဖြစ်တဲ့ strap size က20နှစ်သူ့ရဲ့ strap တွေကလွယ်ကူဖြုတ်လို့တက်လို့ရတယ်ဖြုတ်မယ်ဆိုရင်လည်းကလစ်ကိုအလွယ်တကူတွန်းလိုက်ရုံပဲ company အနေနဲ့ battery life ကို10ရက်လို့ကြီးညာထားပေမဲ့ကျွန်တော်အခုစမ်းကြည့်တာအရဆိုရင် actually standby battery life က9ရက်ဝန်းကျင်လောက်တော့ရှိမယ်အားပြည့်သွင်းနိုင်မှု85မိနစ်ဝန်းကျင်လောက်တော့ကြာမယ် GT5 Pro မှာဆိုရင်စောနာပြောတဲ့အတိုင်း color 2ရောင်ရမယ် leather ဟိုမှာ bezel အဖြူရောင်နဲ့ leather black color ဟိုမှာ bezel အဖြူရောင်ဆိုပြီးတော့2ရောင်ရမှာဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းကတော့မြန်မာငွေ3သိန်းခွဲဝန်းကျင်လောက်ရှိမယ်နောက်တစ်ခုက Olong Prime 3 model လေးပါ Olong Prime 3နဲ့ GT5 Pro မှာကကျွန်တော်အတွက် traditional vibe ကိုတော်တော်လေးလုံလောက်ရတာတွေ့ရတယ် Prime 3ကိုကျွန်တော်သုံးနေတာ4လကျော်5လတည်းရောက်သွားပြီတော်တော်လေးအဆင်ပြေရလဲတွေ့ရတယ်အောက်ဘက်မှာဆိုရင် sensor 5 ခုပါတယ် Olong Prime 3ရဲ့ watch ကိုမြင်လိုက်တာနဲ့ခက်မိုက် design နဲ့အထားကျနေတဲ့ပုံစံမျိုးသူ့ရဲ့ watch ကအဲ့လိုမျိုး look ကိုရတယ်ဘေးပေါင်းနေတဲ့ကြိုးတွေကို334 stainless steel material ရဲ့အကောင့်ထဲကသုံးပေးထားတာတွေ့ရတယ်တော်တော်လေးကျစ်လက်မှုရှိတယ်ကွန်ပတ်ဖြစ်တယ်သူ့ရဲ့ display က 1.43 inches ကိုမှ Super AMOLED Retina display ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Retina AMOLED display တွေရဲ့ထုံးစံအတိုင်း color rich ဖြစ်တယ် color ရွှဲ့ပြီးတော့ color တော်တော်လေးဆိုတယ်စလုံးသေးလေးတွေအားစ clarity ဖြစ်တယ်ကြည်တောက်ရှင်း color အနေထားကိုရမယ်ပြီးတော့ကြတော့သူ့မှာ anti fingerprint coating မှာတခါတည်းထည့်ပေးထားပါသေးတယ်ကျွန်တော်ရဲ့စမ်းသပ်ချက်အရ standby battery life အနေနဲ့10ရက်ဝန်းကျင်လောက်ရှိမယ် AOD mode နဲ့ဆိုရင်တော့9ရက်ဝန်းကျင်လောက်ပဲရပါမယ်အားပြည့်သွင်းနိုင်မှုကိုမိနစ်60လောက်ကြာမယ်ဒါက GT5 Pro နဲ့စာရင် fast charging support ပိုလွတ်လွတ်နိုင်တဲ့သဘောပေါ့အရင်ဟာတွေနဲ့စာရင် watch face တွေလည်းအများကြီးပိုလာတယ်သူ့မှာပါတဲ့ function လေးတွေနည်းနည်းရွတ်ပြလိုက်ပါမယ်24နာရီ heart rate detection ပါလာမယ်ပြီးတော့အချိန်လေးဖော်ပြပေးမယ် stress level ratio တွေပါမယ်မိန်းကလေးတွေအတွက်ဆိုရင်လည်း menstrual cycle tracking နဲ့ပတ်သက်တဲ့ function အသစ်တွေထပ်တိုးပြီးပါလာလိမ့်မယ်တခြားဘာတွေအသုံးပြုလို့ရသေးလဲဆိုရင် motion algorithm function တွေပါလာမယ် real time GPS function တွေလည်းပါလာပါမယ်
တန်လန့်အင်ပြောင်းအနေနဲ့ Squinfact function ရမယ် remove function တွေလည်းပါမယ် voice assistant နဲ့ weather forecast function တွေပါတာပေါ့ spot mode အနေနဲ့အမျိုးပေါင်း100ကျော်ထိပါမယ် touch screen အနေနဲ့အရန် stable လိုက်ဖြစ်တာတွေ့ရတယ်သူ့ရဲ့ဘူးထဲမှာဆိုရင်လည်း charging cable ပါတစ်ခါတည်းပါလာပါမယ်နိုင်ကိုကြည့်လိုက်တာနဲ့အလိုအလျောက် screen record လုပ်ပေးမယ်တခြားဘာတွေလုပ်လို့ရသေးလဲဆိုရင် touch screen ကနေရော button ကနေပါ control လုပ်လို့ရပါသေးတယ်သူ့ရဲ့ဈေးနှုန်းကအခုလက်ရှိပေါက်ဈေးနဲ့ဆိုရင်မြန်မာငွေ3,950,000လောက်ရှိပါမယ် GTR 3မှာဆိုရင် 1.43 AMOLED display နဲ့ဥမာ466 pixel နဲ့လာမှာဖြစ်ပါတယ်ဒါကကြေညာထားတဲ့အတိုင်းကိုက်ညီမှုရှိတယ် stainless steel body နဲ့ဥမာသူ့ရဲ့ display ကိုစမ်းသပ်အသုံးပြုကြည့်တဲ့အချိန်မှာပုံမှန်အခြေအနေမှာ touchable ကောင်းမွန်ပေမဲ့လက်ရည်ဆိုနေတဲ့အချိန်မှာတော့နည်းနည်းတုံ့ပြန်မှုနှိမ့်နေရလေးတွေ့ရတယ် sleep measurement အနေနဲ့က 80% 90% လောက်အထိ accurate ဖြစ်တာကိုတွေ့ရတယ် GPS tracking မှာတော့ Google Pixel Watch နဲ့ 8% လောက်ကွာနေတာတွေ့ရတယ်နောက်ဆုံးတစ်မျိုးဖြစ်တဲ့ GTS3 model မှာတော့ 1.85 inches AMOLED display နဲ့ဥမာ390-450 pixel နဲ့လာပါမယ်ဒါအကြကုမ္ပဏီဘက်ကပြောထားတဲ့390-312 pixel ထက်အများကြီးပိုကောင်းနေတယ်အကြမ်းမြင့်အနေနဲ့ဈေးနှုန်းအရစဉ်းစားမယ်ဆိုရင်သုံးပေးထားတဲ့ material တို့ display တို့အရာ price to performance ဖြစ်တယ်လို့ပြောရမှာပါ GTS3 watch အနေနဲ့က battery life အနေနဲ့ရက်30ရတယ်လို့ကြေညာထားပေမဲ့အမှန်တကယ်ကရက်20ဝန်းကျင်ပဲရပါမယ်နိုင်ရဲ့အရွယ်အစားနဲ့ရှင်းမယ်ဆိုရင်မဆိုးတဲ့စွမ်းဆောင်ရည်လို့ပြောရမှာပါအိုလုံး GTR 3နဲ့ GTS 3ရဲ့ဈေးနှုန်းကအခုလက်ရှိဈေးနှုန်းပေါက်ဈေးနဲ့ဆိုရင်မြန်မာငွေ3,000,000ဝန်းကျင်လောက်ရှိပါမယ်ခြုံပြောရမယ်ဆိုရင်ဒီ watch တွေကစင်ကတ်ထည့်လို့ရမှာမဟုတ်ဘူး Home Bluetooth call support အကုန်ရမယ် GT5 Pro အနေနဲ့က athlete လိုမျိုးအားကစားလုပ်မဲ့သူတွေ sporty type ကိုမှအကျန်းခံမယ် durability ဖြစ်မယ် GPS နဲ့ပိုကောင်းမွန်မယ်ကိုယ့်ရဲ့ personal အရာ luxury Samsung traditional watch နဲ့ smartwatch ကြားထဲက balance ကိုလိုချင်တယ်ဆိုရင်တော့ Olon Prime 3ကမိတ်ဆွေတက်အဆင်ပြေနိုင်ပါလိမ့်မယ် daily use အနေနဲ့အသုံးပြုမဲ့သူတွေဆိုရင်တော့ GTR 3က balance price ဖြစ်ပြီးတော့ feature တွေကပိုစုံလင်ပါလိမ့်မယ် minimal ဖြစ်သုံးချင်တဲ့ဈေးသက်သာတဲ့ထက်ရဆိုရင်တော့ GTS 3ကအဆင်ပြေဆုံးဖြစ်မှာပါဒီနေ့အတွက် Olon Smartwatch တွေရဲ့သုံးသက်ချက်ကဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကိုအခုမှကြည့်ဘူးသူတွေဆိုရင်တော့ကျွန်တော်ရဲ့ channel မှာ unboxing နဲ့ knowledge sharing video တွေကိုအသက်စဉ်တင်းငွေနေတိုင်းတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့တောင်းဆိုပါရစေခင်ဗျအခုဗီဒီယိုနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အချက်လက်တွေရှိရင်မေးချင်တာတွေရှိရင်အောက်က comment မှာဝင်မှတ်သွားလို့ရပါတယ်